မလာပါရှင်လေရန်ကုန် construction and decoration နေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီမှာလေးအခုရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်16ရပ်ကွက်မူဆယ်လန်းထဲမှာရှိတဲ့1950အကျယ်ဝန်းရှိတဲ့ RC တစ်ထက်အကျန်းတဲ့အစာအုပ်လေးစီကိုပဲဖြစ်ပါတယ်ဒီ RC တစ်ထက်အကျန်းတဲ့လေးထဲမှာဆိုရင်ဗာလေးပါဝင်လဲဆိုတာညီမလေးနဲ့တို့တစ်ချက်လောက်လိုက်ကြည့်လိုက်ရအောင်နော်ဒီအစာအုပ်အချမ်းထည်လေးထဲမှာဆိုလို့ရှိရင်တော့၄ပေ9ပေကျယ်ဝန်းရှိတဲ့ main door တကားကြီးကျွန်းတကားကြီးလည်းပါဝင်ပါတယ်ရှင်ဒီအစာအုပ်ထဲမှာဖွဲ့စည်းထားတဲ့ခန်းဖွဲ့စည်းပုံလေးတွေကတော့ဖျားခန်းတစ်ခန်းပါဝင်ပါတယ်ပြီးတော့ခါကျတော့စင်ကြယ်ရုံး3ခန်းဖွဲ့စည်းထားပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်တော့ဖျားခန်းလေးပဲဖြစ်ပါတယ်ရှင်ဒီပထမလေးတွေရဲ့ကျေအားဆိုရင်လည်း3ပေလေးတွေကျန်ဝန်းရှိပါတယ်ဒီဘေးမှာထောင်ထားတဲ့ကြီးပေါင်လေးရာဆိုရင်လည်းဒီမလေးတွေကျန်တဲ့ထဲမှာတခါတည်းဈေးလုံးလေးတွေမှာပါဝင်ပြီးသားဒါပစ္စည်းလေးပဲဖြစ်ပါရဲ့ရှင်ဒါခုမြင်တွေ့ရတဲ့ဒီအခန်းလေးကတော့ဒါပထမအဆုံးစင်ကြယ်ရုံးခန်းလေးပဲဖြစ်ပါတယ်ဟိုအင်ရှင်ရဲ့အိမ်ပြောင်းနေတာဆိုတော့ပစ္စည်းလေးတွေတော့နည်းနည်းရှုပ်နေရပါသိခံပြီးကြည့်နေကြပါဦးနော်ဒီဘေးပတွင်းပေါက်တွေဆိုလို့ရှိရင်ဒီပတွင်းပေါက်တွေရဲ့အကျယ်အားဆိုရင်3ပေ4ပေကျယ်ဝန်းရှိပါရဲ့ရှင်ဒါလေးရဆိုရင်တော့ဒီအိမ်ခန်းထဲမှာပါဝင်တဲ့ဒုတိယစင်ကြယ်ရုံးခန်းလေးပဲဖြစ်ပါတယ်ဒါလေးရဆိုရင်တော့နောက်ဆုံးခန်းလေးပေါ့နော်တတိယစင်ကြယ်ရုံးခန်းလေးပဲဖြစ်ပါတယ်ဒါလေးကတော့မိဖို့ကြောင့်လေးပဲဖြစ်ပါတယ်မိဖို့ကြောင့်လေးမှာဆိုလို့ရှိရင်ညီမလေးကိုကျန်းတယ်ထဲမှာဒီစင်လေးပါဝင်ပေးထားပါတယ်ဒါကတော့ဒါအိမ်နာကန်လေးပေါ့နော်ဒီမှာတော့ရေချိုးကန်လေးပါဒီနောက်ကတဲ့အပေါက်လေးရဆိုလို့ရှိရင်လည်းအကျယ်ဝန်း2ပေခွဲ6ပေကျယ်ဝန်းရှိပါတယ်ကျွန်းတကားလေးပဲဖြစ်ပါရဲ့ရှင်ညီမလေးတို့ဒီအကျန်းတဲ့ထဲမှာဆိုရင်ဘူတိုင်းလေးလည်းပါဝင်ပါတယ်အာဖီလီကန်လေးနဲ့ဒီအပေါ်တက်ကိုတက်ဖို့ဆိုလို့ရှိရင်လည်းဟော်လိုလေးနဲ့လျန်းတိုင်လေးပြုလုပ်ပေးထားပါတယ်ရှင်ဒီပွားနေဒီအောက်ကမြင်ကြည့်လိုက်လို့မြင်လိုက်မယ်ဆိုလို့ရှိရင်အပေါ်မှာလည်း UPVC တကားလေးနဲ့အပေါ်တက်ကိုတက်ဖို့အတွက်တကားဖွင့်ပေးလေးရှိပါတယ်ဒီအပေါ်တက်မှာဆိုလို့ရှိရင်ညီမလေးကလှည့်ကဲလေးတစ်ခုရှိပါတယ်ရှင်အားလုံးမင်္ဂလာပါရှင်ညီမလေးခုမိတ်ဆက်ပေးခဲ့တဲ့ဒီ RC တစ်ထပ်ပေါ့နော်အကျန်းတယ်လေးဟာဆိုလို့ရှိရင်ညီမလေးတို့စတင်လက်ခံချိန်မှာဈေးနှုန်းလေး650ကျပ်သားကျတင်ပြီးတော့ဒီခုပေါက်ဈေးနဲ့ဆိုရင်တော့3690ကျတင်မှာဖြစ်ပါတယ်ရှင်ဒီလိုစာအုပ်မျိုးလေးတွေကိုဆောက်လုပ်ချင်တယ်ဆိုလို့ရှိရင်ညီမလေးတို့Link Construction and Decorationဆက်သွယ်လို့ရပါတယ်ရှင်ဒီမှာလေးတို့ရဲ့ကုမ္ပဏီလိပ်စာကတော့ဒီ Insight ပေါတော်ဝါမျိုးနဲ့မူတည်တာအိမ်ရ9လွာ264ဖို့ကိုလူကိုယ်တိုင်လာရောက်ပြီးတော့၎င်းဒီ Messenger Pay Messenger ပေါ့နော် Link ကုမ္ပဏီ Pay Messenger ကိုလည်းစာနဲ့ပဲဖြစ်လာရောက်မြင်မြန်လို့ရပါတယ်ဆက်သွယ်မြင်မြန်လို့ရမယ့်ဖုန်းနံပါတ်လေးတွေကတော့399956 96663 399450 98651 399829991699လို့လည်းဖုန်းဆက်ပြီးတော့မြင်မြန်လို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်